Soccerman vs Tournament ခနခေရဲ့မုံတိုင်းထန်သောစုံစည်းမှုပရိသတ်များလုံးမဲ့မင်္ဂလာပါခင်ဗျာ Manchester Football Zone အတင်ဆက်နေပါသည်2014ဝန်းကျင်ကာလကမြန်မာလက်ဝဲလောကမှာမေကွန်ကြီးတစ်ခုထွက်ပေါ်လာနေပါသည်လက်ရှိပြန်ကြီး Soccerman ကိုဘယ်သူဖြုတ်ချနိုင်မလဲဆိုတာပါ Soccerman ဆိုတာကအတွေ့အကြုံဒီနှစ်နဲ့မှာကြောမှုပိုင်းဆိုင်ရာတွေမှာပြိုင်ဘက်ကင်းသူဤပညာရှင်တဦးသူရဲ့စုံမှုအောက်မှာဘယ်သူမှခေါင်းမထောင်နိုင်ခဲ့ပါဘူးဒါပေမဲ့တောတစ်ခုလုံးတိတ်ဆိတ်နေချိန်မှာအဝေးကနေမြေကြီးကိုခွာရက်တန်နေကြားလာရပါသည်အဲ့ဒါကတော့ငယ်ရွယ်တဲ့ကြမ်းတမ်းနဲ့ဘယ်သူမှမလေးစားဘူးလို့ကြွေးကြော်ထားတဲ့ထုံထုံမင်းဆိုတဲ့ကောင်လေးဖြစ်ပါရီသူတို့နှစ်ယောက်ပထမဆုံးချိန်တွေ့ဆုံတဲ့ပွဲကတာမန်လက်ဝဲပွဲတစ်ခုမဟုတ်ပါဘူးခေဟောင်းနဲ့ခေသစ်ကြားကအာနာလူပွဲကြီးဖြစ်ပါရီခေါင်းလောင်းတမ်းမိလိုက်တာနဲ့ပရိသတ်တွေကမြင်လိုက်ရတာကတော့မယုံနိုင်စရာမြင်ကွင်းပါပဲပုံမှန်ဆိုရင်ချန်ပီယံSoccermanကိုပြိုင်ဘက်တိုင်းကလေးစားသမှုနဲ့အကွာဝေးယူပြီးတော့ကစားလေးရှိကြတာပါဒါပေမဲ့ထုံထုံမင်းကတော့လေးစားမှုဆိုတာလက်သီးထဲမှာပဲရှိတယ်ဆိုတဲ့ပုံစံနဲ့Soccermanစီကိုတစက်ဝင်လုံးမာတော့တယ်ထုံထုံမင်းရဲ့တိုက်စစ်ကတာမန်မဟုတ်ပါဘူးသူကSoccermanရဲ့နီးစနစ်ကိုဂယူးမဆိုင်ပဲအားပါတဲ့လက်သီးတွေခေါင်းတိုက်ချက်တွေနဲ့နွားရဲနှကောင်လိုဝင်တိုးပါရီဓမ္မပိုင်းမှာSoccermanတောင်မှနည်းနည်းလေးကြောင်သွားခဲ့ရပါရီဒီကောင်လေးရဲ့ခွန်အားကတာမန်မဟုတ်ဘူးဆိုတာSoccermanတီးလိုက်တဲ့အချိန်မှာပရိသတ်ရဲ့ရင်ခုန်တန်းကအမြင့်ဆုံးရောက်ရှိနေပြီဖြစ်ပါရီထုံထုံမင်းအားကုန်သုံးပြီးတော့ထိုးတဲ့လက်သီးတွေSoccermanရဲ့မျက်နှာကိုထိမှန်လိုက်တိုင်းပရိသတ်တွေကSoccermanတော့လဲပြီလားလို့ဆိုရင်ကြီးနဲ့ကြီးကြပါရီဒါပေမဲ့အဲ့ဒီမှာရင်Soccermanဘာကြောင့်ချန်ပီယံဖြစ်နေလဲဆိုတာသက်သေပြလိုက်ပါရီသူရဲ့နာမည်ကျော်ခံစစ်နဲ့ထုံထုံမင်းရဲ့အားပြင်းတဲ့လက်သီးတွေကိုခံလိုက် clinch ဝင်ပြီးတော့နီးစနစ်နဲ့ပြန်ထိန်းလိုက်လို့ပါရီSoccermanကလူငယ်ရဲ့အရှိန်ကိုတစ်တုံးချတယ်လို့တည်ငြိမ်မှုနဲ့ပြန်တုံ့ပြန်ပါရီထုံထုံမင်းဘလောက်ပဲအားကုန်သုံးပြီးထိုးSoccermanကပြိုမကြဘဲနဲ့ပြန်ကြည့်နေတဲ့အကြည့်တွေကမင်းဒီထက်ပိုပြီးတော့လှုပ်ပြမှရမယ်လို့စိန်ခေါ်နေတယ်လို့ဖြစ်ပါရီပွဲကြာလာလေပိုကျန်းလာလေပါပဲထုံထုံမင်းရဲ့မျက်နှာမှာရောSoccermanရဲ့မျက်နှာပါသွေးတွေမြင်လာရပါရီလူငယ်ကျယ်ပွင့်တွေကသူ့ရဲ့လူငယ်အားကိုသုံးပြီးတော့Soccermanကိုအနာမပေးဘဲနဲ့ဖိအားပေးပါရီSoccermanကတော့သူ့ရဲ့ဝိုင်းရင်တွေ့ကြုံကိုသုံးပြီးထုံထုံမင်းရဲ့ဟာကွက်တွေကိုရှာဖွေပါရီအဲ့ပွဲရဲ့ထိုးထိပ်ကတော့နှစ်ယောက်သားပြန်လန်ခေါင်းတိုက်ပြီးတော့လက်သီးတွေဖလှယ်ကြတဲ့အချိန်မှာပဲနီးနေတဲ့ပြောက်ရှုံးနေပြီးတော့ဘသူပုံမှန်လဲဆိုတဲ့စိတ်သက်စစ်ပွဲတက်ဖြစ်သွားခဲ့ပါရီSoccermanရဲ့မျက်လုံးတွေထဲမှာမောပန်းမှုတွေတွေ့ရပေမဲ့အရှုံးမပေးလို့တဲ့ချန်ပီယံမာနာကသူ့ကိုမတ်တက်ရက်စီခဲ့ပါရီဒီပွဲပထမဆုံးချိန်တွေ့ဆုံမှုဟာများသောအားဖြင့်တော့အသေးရလက်နဲ့ပြီးဆုံးလေးရှိတဲ့မြန်မာလက်ဝဲထုံးစံတိုင်းပြီးသွားခဲ့ပေမဲ့ရလက်ထက်ပိုတဲ့အတိတ်ပဲတွေကျန်ရစ်ခဲ့တာဖြစ်ပါရီဒီပွဲကထုံထုံမင်းကငါဟာနောက်ထပ်ချန်ပီယံဖြစ်လာမဲ့သူဆိုတာကိုဒီလောကလုံးကိုကြီးညာလိုက်တဲ့ပွဲဖြစ်ပါရီSoccerman လူကိုဒီလောက်ထိဖိအားပေးနိုင်ခဲ့တာသူပဲရှိခဲ့တာပါSoccerman အနေနဲ့လည်းသူ့ရဲ့ခေတ်ကုံဆုံးတော့မယ်လို့လူတွေထင်နေကြချိန်မှာငါ့ကိုကြော်ချင်းအသက်ရင်ပေးရမယ်ဆိုတဲ့ခန္ဓာကြီးကိုပြသသွားခဲ့ပါရီသူကလူငယ်ရဲ့တန်ကိုကြမ်းကြမ်းခံပြီးတော့တေးကြအောင်ထိန်းထားနိုင်ခဲ့တာကနိုင်ပွဲတစ်ပွဲလို့ဂုဏ်ယူစရာကောင်းပါရီဒီပွဲကSoccermanခေတ်ကနေထုံထုံမင်းခေတ်ကိုကူပြောင်းမဲ့နေတန်းပွဲကြီးဖြစ်ခဲ့ပါရီSoccerman vsထုံထုံမင်းပထမချိန်ထိတိုက်တွေ့ဆုံကြတဲ့ပွဲစဉ်ကမြန်မာလက်ဝဲသမိုင်းမှာဘယ်တော့မှမေးမရတဲ့ပွဲတစ်ပွဲဖြစ်ပါရီအဲ့ဒီကပရိသတ်တွေမြင်တွေ့ခဲ့ရတာကလက်ဝဲပွဲတက်မဟုတ်ပါဘူးတည်ငြိမ်တဲ့တောင်ကြီးလုံးကိုဖြိုချဖို့ကြိုးစားနေတဲ့မုံတိုင်းတစ်ခုရဲ့အားပြိုင်မှုကိုမြင်တွေ့ခဲ့ရတာဖြစ်ပါရီညာဆုံးထိလိုက်ပါကြည့်ရှုပေးခဲ့ကြတာအားလုံးကိုကျေးဇူးထူးတင်ရှိပါရီညာ